လောက်မြစ်တာတရားနဲ့ရလာကလာလောက်နေတယ်ဒီမှာဖုန်းကြီးပါစေတနာတရားလေးလောက်ပြီးတော့လောက်နေပါတယ်ပတ်စံပေးမယ်လောက်နေပြီးတော့ဒီကမားနဲ့ကိုတော့ဖုန်းယူပြီးတော့လုံပြပါတရားတွေမဖုန်းပွဲပါဖုန်းပွဲပါဟုတ်ပါတယ်ဟိုက်ကကမားပါစင်လို့စင်ရှိရင်လာဆုံးလေလေမမစကားလေးတွေလာဆုံးလေလေဟိုတိတ်မှာမာယာကင်းနဲ့စမဒီမှာဖိုင်ခဲ့ပါစရာလေးဖိုင်ခဲ့နမလေးလာပါစေလုံးသားလေးချမ်းပါစေဘုံရလည်းလုံးမနေကင်းမဲ့ဆုံးပါအကျုံးမဲ့မြောက်ဖို့ခွင့်နိုင်ပါစေနားလေးကပျော်ကွယ်မျိုးနဲ့နားလေးကပျော်ကွယ်မျိုးနဲ့အင်းကြီးကုန်းချောင်းမှာမဘာလို့ရိုင်းလဲဟာတဲ့ကြီးကွာငါအဲ့ဒါနောက်တော့ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲလူမျိုးပြောလိုက်လူမျိုးပြောလိုက်လူမျိုးပြောလိုက်အဲ့မှာတိမ်မှာဒီမှာအင်းငင်းကုန်းချောင်းကြီးပါအဲ့မှာဇေဒီလည်းအများကြီးပါအဲ့မှာတိမ်မှာကိုတော်ဆိုရင်အမဖက်နဲ့တော်မှာအဝေးရချွတ်ပါတယ်နော်တိမ်ကိုဒါဗုဒ္ဓဘာသာမှန်တိမ်ဆိုရင်သိရပါတယ်နော်တိမ်ဆိုရင်သိရပါတယ်ဖုန်းကြီးကိုလည်းလုံးပါတယ်တက္ကမနော်တော်တဲ့ကဗီဒီယိုရိုက်ထားလို့ဗီဒီယိုတတ်တဲ့ယူလိုက်လို့မဖုန်းအောင်ကွဲပါတယ်ဒီမှာဝင်နဲ့ပေါက်ပြပါမယ်ဝင်နဲ့ပေါက်ဒီနားလေးတိုင်းကြော်ကွယ်မျိုးနဲ့အင်းကြီးကုန်းအဲ့တက္ကနဲ့တက္ကမဒီမှာဒီကဖောက်ပါတယ်ဒီကတော့ဖောက်ပါတယ်ဒီကတော့ဖောက်ပြီးတော့ဝင်ပါတယ်ဒီမှာဖက်နှက်ပါကျန်နေတယ်ဒီမှာဖက်နှက်ဟာတက္ကမရဲ့ဖက်နှက်ဒီကဝင်နေဒီမှာတိမ်ထဲမှာကာမဆက်ဆံပါတယ်နော်ဒီထဲမှာတန်ဖိုးရှိပစ္စည်းဘာမှမရှိတော့သူတို့ကာမဝင်ပြီးတော့ဆက်ဆံပါတယ်နော်မှန်တဲ့တိမ်ကိုဖောက်တာနော်ခုနရဲ့တက္ကမရဲ့ဖက်နှက်ဟိုင်းမှာသူတို့လာတာဒီဘက်ကတောရဲလာပါတယ်ဒီဘက်တောရဲနဲ့ဖြည်းဖြည်းချင်းဒီကနဲ့တက်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒီကနဲ့တက်ပါဒီကတက်ပြီးတော့ဒီရောလူတွေကြည်သေးတာဖုန်းကြီးတွေကကြည်သေးပါတယ်ကြည့်ပြီးမှတက္ကမဟိုးဘက်မှာကတ်နေပါတယ်တကားဒီဟာကိုဖောက်ပါတယ်ဖောက်ပြီးမှတယောက်ဝင်ပြီးတော့နောက်တစ်ယောက်ကဝင်ပါတယ်ဒီမှာဖက်နှက်ပါဒီမှာပါခုနတကားရဲ့တကားမရဲ့ဖုန်းကြီးလည်းလုံးပါတယ်နော်မန္တလေးတိုင်းပျော်ကွယ်မျိုးနဲ့အင်းကြီးကုန်းကျောင်းပါနော်မကိုတော်ဟိန္ဒူလူမျိုးပါဗုဒ္ဓဘာသာဟိန္ဒူလူမျိုးပါနော်ဒီမှာတိမ်ကြီးပါနော်တိမ်မှာကိုတော်ဒီတိမ်မှာပဲရဟန်းပေါင်တက်ထားတာပါနော်ဒီမှာဟိုမှာကိုတော်တောင်းဘာကြီးလုံးနေလဲမသိဘူးဟိုမှာမသွားသေးပါဘူးရိုက်ကိုလွင့်ပြီးပြနေတာပါမသွားသေးပါဘူးဟာမသွားသေးပါဘူးနော်ဟုတ်ကဲ့ဟာဒီเจ้าမှာဖုန်းကြီးနှစ်ပါတဲ့အန်ဒီရဲ့ကြောက်ရပါတယ်အခုကိုတော်တို့ခဏလေးလိုက်ကိုချအောင်ပါမယ်ချပြီးတော့တက်ဆိုင်ရရဲကိုတပီးတော်တို့ခေါ်ရပါမယ်အားလုံးလေးစားပါတယ်ပြီးမှနောက်ဥစ္စာကိုပြန်တင်ပေးပါမယ်နော်